ကြည့်နေတဲ့မိတ်ဆွေက Fan Furious စကားနဲ့ကဘာကြော်လာတယ်။ Hollywood မင်းသားကြီး Dwayne Johnson ဟာမအောင်မြင်ခင်က depression လို့ခေါ်တဲ့စိတ်ကြယောဂခံစားခဲ့ရဘူးတဲ့ဆိုတာကိုသိပါသလား။သူဟာဒီယောဂကိုခံစားခဲ့ရတော့ကတာမယ်ကျွန်တော်တို့လိုပဲငါဘဝဘယ်သို့သွားမလဲဆိုတဲ့မေးခွန်းကိုအကျဉ်းချင်းကိုပြန်မေးနေမိတယ်လို့လည်းအင်တာဗျူးတစ်ခုမှဖြေထားပါတယ်။ဒါအပြင်ဒီဘဒူကွဲပြားတဲ့စိတ်ယောဂများကိုခံစားခဲ့ရတာဟာတယောက်တည်းတင်မကပဲအခုမြင်နေရတဲ့ Hollywood နာမည်ကျော်များကလည်းဒီယောဂများကိုနာနာကျင်ကျင်ခံစားခဲ့ရတယ်သူတို့ကိုယ်တိုင်ဖွင့်ရပြောခဲ့ပူပါတယ်။ဒီနေ့ကျွန်တော်ပြောပြမှာကသူတို့ကဘယ်သူတွေလဲနောက်ပြီးသူတို့ဘယ်လိုစိတ်ယောဂတွေကိုခံစားခဲ့ရတာလဲဒါအပြင်ဒီယောဂတွေဟာလူတစ်ယောက်ကိုဘယ်လောက်ထိနှိပ်စက်နာကျင်စေလဲဆိုတာကိုတော့ဒီဗီဒီယိုကနေပြောပြမှာဖြစ်ပါတယ်ဒါနဲ့မိတ်ဆွေကစစ်မှန်သောပျော်ရွှင်မှုကိုရှာဖွေနေတာပဲဖြစ်ဖြစ်အထီးကျန်နေတယ်လို့ခံစားနေရတာဖြစ်ဖြစ်ကျွန်တော်ကိုယ်တိုင်စိတ်ပညာနဲ့တကယ်လက်တွေ့သဘောတရားမျိုးအခြေခံပြီးရေးထားတဲ့စစ်မှန်သောပျော်ရွှင်မှုဆိုတာဘာလဲဆိုတဲ့ e-book စာအုပ်ထွက်လာပါပြီဆိုတာဒီဗီဒီယိုနဲ့စစ်သတင်းကောင်းပါလိုက်ပါစေကဲစလိုက်ကြရအောင်ကျွန်တော်တို့မြင်နေရတဲ့သူတို့ရဲ့အောင်မြင်မှုဟာအလင်းရောင်အောက်ကပုံရိပ်တစ်ခုပဲဖြစ်ပါတယ်ဒါပေမဲ့ဒီလင်းရောင်နောက်မှာမမြင်နိုင်တဲ့မှောင်တွေရှိနေတာကိုတော့လူတော်တော်များများသတိမထားမိပါဘူးပထမဆုံးအနေနဲ့ Dwayne Johnson ကိုကြည့်ကြရအောင်ပါ။ယနေ့ Hollywood မှာအောင်မြင်ဆုံးမင်းသားတူဖြစ်လာတဲ့သူဟာအရင်တော့ professional ဘောလုံးသမားဖြစ်ရှင်ခဲ့တဲ့သူပါ။ဒါပေမဲ့လည်းသူ့ရဲ့ဘောလုံးသမားအိမ်မက်ပျက်စီးသွားခြင်းမှာတော့သူဟာ depression လို့ခေါ်တဲ့စိတ်ကြောက်ဝေဒနာကိုနှက်ဆိုင်စွာခံစားခဲ့ရပါတယ်။ဒီထက်ပိုဆိုးတာကသူဟာအလုံးလက်မဲ့ဖြစ်ရခြင်းမိသားစုခက်ခဲတွေကြောင့်ငါ့ဘဝဘယ်သို့သွားမလဲဆိုတဲ့မေးခွန်းကိုသူ့ကိုယ်သူအချိန်ချင်းပြန်မေးနေခဲ့တဲ့သူပါ။ဒါပေမဲ့လည်းသူဟာအလျှော့မပေးဘဲဒီရောရဲ့အခြေအနေကိုလက်ခံပြီး discipline အလုပ်ကြိုးစားမှုနဲ့ပြန်ထလာခဲ့ပါတယ်။နောက်ဆုံးမှာတော့ WWE ချန်ပီယံဖြစ်ပြီး Hollywood ဝင်မြင့်စွာအတားတယောက်ဖြစ်လာခဲ့ပါတယ်။နောက်တစ်ယောက်ကတော့မီးရအောင်မှသချင်းစုံနေတဲ့မိန်းကလေးတောက်ဖြစ်တဲ့ကဘာကျော်ဆိုတော့ Lady Gaga ပါလူတွေကသူမကိုသူမရဲ့သချင်းတွေကြောင့်စလုံးဖြစ်တဲ့လူပညာရှင်တို့တွဲမြင်ကြပါတယ်ဒါပေမဲ့သူမငယ်စဉ်ကလိမ်ပိုင်းဆိုင်ရာအလွဲသုံးစားမှုတန်ကြောင့် PTSD လို့ခေါ်တဲ့ Post Traumatic Stress Disorder ဆိုတဲ့စိတ်ယောဂကိုခံစားခဲ့ရပါတယ်ကျွန်တော်တော်တော်များများသိထားတဲ့စိတ်ယောဂဆိုရင် Depression, OCD, Anxiety လို့ခေါ်တဲ့စိတ်ယောဂများကိုသိကြပေမဲ့ PTSD လို့ခေါ်တဲ့စိတ်ယောဂတစ်မျိုးကိုတော့သိမသိကြပါဘူးဒါကြောင့်ကျွန်တော်ကအားလုံးသိအောင်လို့ဒီယောဂအကြောင်းကိုလေ့လာဖြစ်ခဲ့ပါတယ်ဒီယောဂကဘယ်လိုဖြစ်ပေါ်လာနိုင်တဲ့ဆိုတော့လူတစ်ယောက်စိတ်ထိခိုက်စရာဖြစ်ပျက်ကြီးတစ်ခုဥပမာစစ်ပွဲရင်တိုက်မှုလိမ်ပိုင်းဆိုင်ရာစော်ကားမှုကြုံပြီးတဲ့နောက်မှာအဲ့ဒီဖြစ်ပျက်ကပြီးဆုံးသွားပြီမယ်ဒီယောဂရှိတဲ့သူရဲ့အုံနောက်နဲ့ခန္ဓာကိုယ်ကပြီးဆုံးသွားပဲအတိတ်မှာပဲပိတ်မိနေတဲ့ယောဂပါဒါအပြင်ကလေးဘဝမှာခံစားခဲ့ရတဲ့စိတ်တန်ရာမိသားစုကြားနဲ့အမြဲတမ်းဖိနှိပ်ခံရတာဒါမှမဟုတ်အချင်းကျန်တာမျိုးကလည်း PTSD ကိုဖြစ်ပေါ်စေပါတယ်ဒီဒီကသူ့ရဲ့ဒီစိတ်ယောဂကိုအခြားသူများလို့ဖုံးကွယ်မထားပဲတချင်းနဲ့ထည့်ဆိုခဲ့ပြီးသူ့ရဲ့အမှုပညာဖြစ်ပြောင်းလဲနိုင်ခဲ့ပါတယ်သူမရဲ့ Born This Way တချင်းထဲမှာသူမရဲ့အကြောင်းကိုထည့်ဆိုပြီးသူ့ရဲ့ပရိသတ်များကိုအားအင်ဖြစ်စေခဲ့ပါတယ်ယနေ့မှာတော့သူမ Grammy ဆုများစွာရရှိတဲ့ကဘာကျော်ဆိုတော့ဖြစ်လာခဲ့ပါပြီကဲအခုကြည့်နေတဲ့သူက Lady Gaga ရဲ့ fan ဆိုရင် comment မှာ fighting လို့ရေးသွားခဲ့ပြီပါဦးနောက်တစ်ယောက်ကတော့လူတွေကိုရီမော့ပြုတ်ရှင်အောင်လုပ်ပေးနေတဲ့ဟာသမင်းသားကြီး Chica Bray ပါသူဟာဟာသမင်းသားကြီးတူဖြစ်ပေမဲ့လည်းသူ့ရဲ့အတွင်းစိတ်ထဲမှာတော့ depression ကိုနှစ်ပေါင်းများစွာခံစားခဲ့ရပါတယ်သူဟာကင်မရာရှေ့မှာတော့ရီမော့နေပေမဲ့လည်းနောက်ွယ်မှာတော့စိတ်ချယောဂနဲ့ကြိတ်ငုံခဲ့ရတယ်လို့လည်းပြောပူပါတယ်ဒါပေမဲ့သူကဒီယောဂကို Dwayne Johnson တို့ပဲလက်လျှော့ရှုံးမပေးခဲ့ပါဘူးနောက်ပိုင်းမှာတော့သူဟာစိတ်ပိုင်းဆိုင်ရာနားလည်မှုအတွေးခေါ်ပြောင်းလဲမှုတွေနဲ့ကိုပြန်လဲထိန်းချုပ်နိုင်ခဲ့ပြီးအောင်မြင်မှုနဲ့တူဘောအိဗယ်ကိုပါရှာဖွေနိုင်ခဲ့ပါတယ်သူရဲ့ The Truman Show စကားဆိုရင်ဟာသားနဲ့ပဲလူတွေကိုယူမောစေတဲ့မင်းသားမဟုတ်တော့ပဲလူဘရဲ့အထီးကျန်မှုနဲ့လွတ်မြောက်ခြင်းစိတ်ကိုမျက်နှာတစ်ခုပေါ်မှာထင်ရှားစေတယ်တရုတ်ဆောင်တယောက်ဖြစ်လူတွေကိုထပ်မံအားသင်စေခဲ့ပါတယ်ကဲသူစကားကိုကြည့်ဦးတဲ့သူရှင်ကွန်မန့်မှာရေးသွားခဲ့ပေးပါဦးနောက်ဆုံးတစ်ယောက်ကတော့အိုလံပစ်ပြိုင်ပွဲတစ်ချောင်းမက်ဒယ်အများဆုံးရရှိတာတဲ့ရေကူးချန်ပီယံမိုက်ကယ်ဖီပါသူတစ်ဖြစ်2008ဆမ်မအိုလံပစ်မှာဂိုးမက်ဒယ်8ခုကိုတပန်းနဲ့ရယူပြီးသမိုင်းတင်ခဲ့ပါတယ်ဒါပေမဲ့ရေကူးကန်ထဲမှာအမြဲတမ်းရနေတဲ့သူဟာရေကူးကန်ပြင်ပမှာတော့ကိုယ်စိတ်နဲ့ကိုယ်တိုက်ပွဲဝင်နေတဲ့သူတစ်ယောက်ဖြစ်ခဲ့ပါတယ်အိုလံပစ်ပြိုင်ပွဲပြီးဆုံးပြီးနောက်သူဟာ depression ယောဂါကိုနှက်ဆိုင်စွာခံစားခဲ့ရပါတယ်သူကလည်းအင်တာဗျူးတွေမှာအောင်မြင်မှုမြင့်ဆုံးဆင့်ကိုရောက်ရှိသွားပြီးနောက်ရုပ်တရက်ဘာလို့ရမလဲမသိတော့တဲ့ချိန်တွေရှိခဲ့တယ်လို့ဖွင့်ရပြောခဲ့ပါတယ်တခါဆိုရင်သူကကိုတောင်တက်သေးဖို့ထီတောင်တွေးခဲ့ဘူးတယ်လို့လည်းပြောခဲ့ပါတယ်ဒါကြောင့်အိုလံပစ်ချန်ပီယံတယောက်တောင်စိတ်ကြယောဂါကိုရင်ဆိုင်ခဲ့ရတယ်ဆိုရင်တာမန်လူတယောက်ဖြစ်တယ်ကျွန်တော်တို့အထီးကျန်မိတာစိတ်ပြတ်မိတာမျောလင့်ချက်မရှိလို့ခံစားရတွေရှိလာတာဟာမထူးဆန်းတော့ပါဘူးဒါကြောင့်ဒီဗီဒီယိုကနေကျွန်တော်ပြောပြချင်တာကအောင်မြင်မှုရဲ့လင်းအောင်မှာမမြင်နိုင်တဲ့မောင်လေးရှိနေတတ်ပါတယ်တင်ဟာအခုချိန်မှာအထီးကျန်နေတယ်လို့ခံစားနေရလားဒါမှမဟုတ်အကြောင်းမျိုးကြောင့်ငါ့ဘဝဘယ်သို့သွားမလဲလို့မေးနေပြီလားဒါဆိုရင်တော့တင်တယောက်တည်းမဟုတ်ပါဘူးကျွန်တော်ဒီကထားပြီးပြောပြချင်တာကစစ်မှန်တဲ့ပျော်ရွှင်မှုဆိုတာအောင်မြင်မှုရပြီးမှမလာပါဘူးကိုယ်စိတ်ကိုနားလည်နိုင်တဲ့အချိန်မှာစတင်ဖြစ်ပေါ်လာတာပါဒါကြောင့်ကျွန်တော်ရဲ့စိတ်ပညာနဲ့လက်တွေ့သဘောတရားတွေကိုအခြေခံပြီးရေးသားထားတယ်စစ်မှန်သောပျော်ရွှင်မှုဆိုတာဘာလဲဆိုတဲ့ e-book ကိုစိတ်ဝင်စားရင်ဖတ်ရှုနိုင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာကျွန်တော်ကတော့စီကာကွက်စကားကြော်တတ်အောင်ပါ